အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာလည်းဟိုအတင်ဖြစ်တာဆိုတော့3ပတ်ရှိပြီเนาะ5ချင်းမြောက်ရောက်ရှိလာတယ်5ချင်းမြောက်မှာကျွန်တော်အမှုတစ်လေးနဲ့ပထမ file ပုံစံကိုကျွန်တော်ပြမယ်เนาะကျွန်တော်ရဲ့ဒီ3မိနစ် site ကိုကြာတော့ကျွန်တော်ထွက်ရမရောက်ခင်မှာကျွန်တော်ချက်ပြမယ်เนาะခဏန်းကတော့ရထားပြီเนาะဒါကတော့မူတစ် site လေးပေါ့เนาะတစ်လုံးစီကိုကျွန်တော်ဒေတာရှင်းပြပါမယ်เนาะ5ချင်းမြောက်တော့နော်16ရက်နေ့3လပိုင်းတော့ရောက်တော့ကျွန်တော်ထိတ်စီဝင်ပြမယ်နော်ကျွန်တော်ရဲ့ YouTube ကိုအခုမှအစားလုံးကြည့်နေဆိုလို့ရှိရင် like subscribe လုပ်ပါကျွန်တော်ကတော့မူအစ်လေးပေါ့မိတ်ဆွေတို့အနေနဲ့ကြိုင်နေတတ်မှာဆိုလို့ကျွန်တော်ပေါ့နော်ကျွန်တော်ကတော့တွေ့တာမြင်လေးကိုချက်တက်ဖြစ်ပါတယ်ထိတ်စီ site လေးပေါ့နော်ကျွန်တော်တို့ဒီမှာကြတော့ ship နော် ship ကိုဝိုင်းပြီးတော့ပြရမယ်နော်ပြီးမှကျွန်တော် color ထည့်မှာ ship ကိုဒီ8ရယ်ဒီ9ရယ်ဒါချက်စီဆိုင်လေးပေါ့နော်ပေါင်းချင်း9ပေါ့နော်ပေါင်းချင်း9ဒီနှလုံးပေါင်းချင်း9ကြောက်တယ်နော်ဒီ3လုံးပေါင်းချင်း9ဖြစ်ပြရအောင်နော်ဒီ taste စီ9ဒီနှလုံးပေါင်း30ဒီမျိုးပုံစံပြီးပေါ့နော်ဒါကတော့ taste စီဆိုင်လေးနော်သူကအပင်စစ်စီနေတာကတော့ချုပ်ပင်နေပါလေကျတော့ကျွန်တော်ထွက်ရမြောက်ခင်မှာကျွန်တော်ရဲ့3မိနစ် site ကိုကျွန်တော်ချပြပေးမယ်ဒါကလည်းမူအစ်လေးကိုကျွန်တော်ချပြပေးခြင်းဖြစ်တယ်နော်ပေးရမပေးတာကျွန်တော်ရဲ့ခံတရားနဲ့ဆိုင်တာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ2နော်